ဘယ်လိုလဲတော့ဘာရောက်တော့ဒီမကျော်ရီဘာလို့လဲတော့စက်ကြည့်အောင်ကြာဒီကတော့ကြောက်ပြလိုက်ပါလေဒီကိုကျွန်တော်ထူတာတယ်ကျွန်တော်ချက်ပြပြစစ်ပါတယ်ဘာလို့လဲကျွန်တော်ကတော့ဒီလိုရီတေးလိုက်ကိုယ်လည်းဒီကနေ့စကောကြတယ်ကျွန်တော်ချက်ပြလိုက်ကျွန်တော်ဒီကိုဟိုဒီကိုဘာမှမလုပ်ရကြဘူးအော်ပါကျင်းတော့တိုက်တယ်ကျွန်တော်ဖဲတဲ့ဒီပြီးက play damage တော်လို့များတယ် home now ချင်း finish မှာ 3 bar fighting crow Cherokee D backline damage ကြားတော့တော့ play ကိုချခဲ့ damage ကို1 break the leader တက်တော့5မှာကျွန်တော်က release ကိုဒီဆုံးတဲ့ damage မှာ backline crow Cherokee D stage double kill trigger to drink play ကိုဒီ damage ကြားတော့ double kill တော့ leader 4man down ဒီမှာကျွန်တော်ကလာဒီကိုသိပိုင်တယ်ဘာလို့ချက်နေလဲ Cherokee D ကစားဖို့ဆိုတာအတော်လေးကိုခက်ခဲသွားလိုက်ပြီလားဘာဒီကောင်းပါလေကောင်းတော့တော့တက်လာတယ်ဒီကောင်းတော့တော့မဖြစ်နိုင်ဘူး Cherokee D ဒီတော့တော့ဒီမှာဘလို့မှတပတ်နဲ့မရှိတော့ဘဲနဲ့ဒီကောင်းပါလေကောင်းတော့နိုင်ပွဲတစ်ခုတော့ YG ပြတ်ပြတ်သိ2 man ပေးရတယ်မှာ hacker ပြန်ပူရပြန် Yuri ရှေ့မှာ3 vs 1 saturation မှာ Yuri ပြန်တောင်းပြီးပြန်တော့လည်းပတန်း fake grab ပြန်ပေးမှာတော့ရင်းနေတော့အမတော့ပြေးကတ်တာသူ fake grab မှာနှစ်ကောင်တော့ထိပဲလေ Nether Ray ကြားထဲမှာတောင်းချော့ပဲဟန်အမတော့တက်ပြီးတော့အပေါင်းသက်ထားသေးရဲ့ဗျာ Supreme ပတန်းကတခုထိ drop နေတဲ့3 vs 1 saturation မှာတောင်းချော့ဆိုလို့ Supreme လုံးလို့ကျိုးလာနေဗျာဟန်ရဲ့ကေပဲအမတကယ်ကလည်းကားတော့ saturation မှာတောင်းချော့ဆိုလို့ဒီကတော့ပဲပါလာတယ်ပေးတော့တယ်ဒီတော့လည်းရှောင်းလာကြပါလေပါလာတဲ့ video win နဲ့စက်တက်ကြောင်ကြားနေကြဗျာတော့တို့ပြေးမှာမဟုတ်ဒီခါလေးပဲအဲ့လိုကျိုးလာပါဗျာကျောင်းလေးပိုင်းချက်ကတော့အောင်သူလည်းဒီကိုပြီးလိုက်ဒီ drop အဲ့ဒီများရဗျာကဲတော့တော့သူပဲတော့ကေပြီးတော့ကျိုးနေတယ်ပဲ YG upper bracket ရဲ့